ချမ်းလေးပါဗျဒီနေ့ညတင်ဆက်ပေးခြင်းနဲ့ဇလန်းလေးကတော့ဒိုးညီနောင်အပိုင်းဆက်လေးဖြစ်တဲ့အတွက်ဆက်လက်နားဆင်ပေးကြပါအောင်ဗျာတောင်းတိုင်ရွာနက်ကြော်ကြီးဒေါ်စိန်တင်ရဲ့ခြံဝိုင်းထဲမှာလူသူတွေစီးကားနေတယ်ကြီးမားလုံးလာတဲ့ဒေါ်စိန်တင်ရဲ့အင်ကြီးပေါ်မှာလည်းလူသူတွေကအပြည့်အားလုံးရဲ့အရှိမဒေါ်စိန်တင်တယောက်ကတော့ဘော်ကျယ်ရီတလက်လက်ထနေတဲ့နက်ကြော်အစင်ပြင်းနဲ့ရှိနေလို့ရဲ့သူနဲ့မျက်နှာချင်းဆိုင်နေရမှာတော့ဆံပင်စုပ်ဖွားဝစ်စားကပိုကရိုနဲ့ငူငိုင်ငိုင်ဖြစ်ပြီးယောဂဝေဒနာကိုအပြင်းထန်ခံစားနေရဟန်တူတဲ့မိန်းကလေးတယောက်ကဲခဏလေးဒီကလေးမရဲ့နေသက်နံတက်ကိုအရှင်ကြီးတို့စီအပ်ပြီးယောဂကုသဖို့လုပ်ပေးမယ်ကလေးမရဲ့နမီနဲ့နင့်နံကိုပြောချေမစုဝေပါအင်္ဂါသမီးပါရှင်မိန်းကလေးမိခင်ဖြစ်သူကသမီးဖြစ်သူကိုဖေးမပေးထားရင်ကပြော၏နက်ကတော့ဒေါ်စိန်တင်ကခေါင်းကိုတဆက်ဆက်ညှိလိုက်ပြီးအင်းဟုတ်ပြီအရှင်ကြီးတို့စီကိုအခုပဲအနံပြီးကုသပေးမယ်ဒေါ်စိန်တင်ကပြောဆိုနှဲ့ရုံများရှိရာဘက်ကိုလှည့်လိုက်တယ်ပြီးတော့လက်အုပ်ကိုနဖူးစီကက်ကချီရင်အိုတွင်း30ခုနှစ်မင်းအပြင်30ခုနှစ်မင်းခုနှစ်14ပါသောအရှင်ပေါင်းတို့ကိုတမီးတော်အကူအညီတောင်းခံအပ်ပါတယ်တစ်ဖက်စီရောရွာမှာနေတဲ့ဟော့ဒီကအင်္ဂါသမီးစီမှာခံစားနေရတဲ့ယောဂဗျာများကိုအရှင်လင်းသက်တာပျောက်ကင်းနိုင်ဖို့အရှင်တို့ကိုအကူအညီတောင်းခံပြီးအနံ့ပါတဲ့ယောဂကိုကုသရာမှာအရှင်ကြီးတို့အရှင်မတို့စီမံထိုက်တယ်လို့စီမံနိုင်ဖို့ဒီကတမီးတော်ဖြစ်သူကတစ်ဆင့်စီမံဆောင်ရွက်ပေးပါလို့တောင်းပန်အပ်ပါတယ်အရှင်ကြီးတို့ယခုပင်ကြွမြန်းတော်မူပါတော့ဖြောက်ဒေါ်စိန်တင်ဤလက်နဲ့နဖူးရိုက်တန်ကကျေလောင်လုံးစွာပြီးတော့ကြည့်နေရင်ကိုပဲသူခန္ဓာကိုယ်ကတဆက်ဆက်တုံလာတယ်။အဖေသူများကြွလာပါတလဲ။ဒေါ်စိန်တင်ရဲ့အမုံဝမ်းကွဲနှချော့သူဒေါ်ဖြော့ကမေးတာ။ငါမင်းကြီးမင်းလေးနှစ်ပါးတဲ့ကကိုတော်လေးကိုတော်လေး။အိုးကိုတော်လေးကြွလာတာပဲမသိလို့မေးမိတာအမိုက်မဲလေးကိုပွေးမယူပါနဲ့အရှင်။ကိုတော်လေးဝင်နေရဲ့ဒေါ်စိန်တင်ကမျက်လုံးကိုမဖွင့်ခေါင်းကိုသာတဆက်ဆက်ငြိမ်ရင်အရှင်ရဲ့လက်ပြဖြူသမီးတော်ပင်းဖိတ်ရခြင်းကြောင်းကတော့ဟောဒီကအင်္ဂါသမီးစီမှာအဝတ်စားမကတ်နိုင်အောင်ပြီးတော့အိတ်တဲ့အခါမှာလဲအထိတ်တလန့်ထအော်ပြေးတက်ပြီးနေဘက်ဆိုရင်လဲဝမ်းမိုက်ကလည်းအသေးတန်အောင်နေရပါတယ်အရှင်ဒီယောဂါကိုအရှင်ပပျောက်ကင်းအောင်ကုသပေးဖို့အရှင်လက်တော်တဲကိုအနံ့ပါတယ်ဒေါ်စိန်တင်ကတုံရီနေရင်ကတခန့်ငိမ့်သွားပြီးအာယုံခံတယ်လို့လှုပ်ဆောင်လိုက်တယ်ဒါကလေးမကိုနှစ်သက်နေတဲ့ဆုံးထီးပြူစားတာဟေအိုးကြည့်နေကြတဲ့လူတွေစီကအလန့်တကြားရည်ရွတ်တန်တွေမိန်းကလေးရဲ့မိခင်နဲ့ဖခင်ဆိုမျက်စိမျက်နှာကိုပြည့်ရင်သွားတော့တာပဲသူကကလေးမကိုအပိုင်သိမ်းသွင်းဖို့ဟဲ့အခုတော့ဘာမှမပူနဲ့ငါကိုတော်ကြွလာပြီဆိုတော့ဒီသမီးတော်ကိုငါကိုတော်ကယ်ပြီးအဲ့ဒီဆုံးထီးကိုဆုံးမလိုက်မဟဲ့ဒေါ်စိန်တင်ကမန်နဲ့ထန်နဲ့ထပြောတယ်လူအုပ်ကြီးစီကဝမ်းသာစိတ်နဲ့လက်ခုပ်တီးတန်ကဖြန်ကနေပဲကလေးမကိုကိုတော်လေးရှေ့စီတိုးကပ်ပေးကြစမ်းကြည့်နေတဲ့သူချို့ကကလေးမကိုမမတ်ထူပြီးဒေါ်စိန်တင်အရှိကိုတိုးစေတယ်ကဲကပညာတဲ့အကျင့်ဖောက်ပြက်တဲ့ဆုံးထီးနှင့်ကိုငါကိုတော်လက်သုံးတော်သားနဲ့တင်းမဟဲ့ဒေါ်စိန်တင်ကပြောပြီးလက်ကဓားကင်ဟန်နဲ့ဟန်မာပါရမ်းတာမြင်ရသူတို့ကတော့စိတ်ဝင်တစားနဲ့မနှောတွေခွေနေကြလို့ယော့နမိုက်သားနင်းတန်နေခံဒေါ်စိန်တင်ရဲ့ဓားကင်လက်ကလူနာရဲ့လေပင်စီကိုလူနာမင်းကလေးစီကအတန်နဲ့ကြီးနဲ့ဝူဝါဝါထအော်တယ်ပြီးတော့ရုံးကန်ထားပြီးပြေးဖို့ကြိုးစားတာ။အော်ဒင်းကလေးကငါကိုတော်လေးကိုအာခံနေပေါ့တွေ့ကြသေးတာပေါ့ဒေါ်စိန်တင်ကပြောပြီးတာနဲ့လူနာမင်းကလေးရဲ့ငယ်ထိတ်စီကိုသူ့လက်ဝါးကြီးနဲ့ဖုံးခနဲ့အုပ်ရိုက်လိုက်တယ်အင်းရုံးကန်နေတဲ့လူနာမင်းကလေးစီကအော်အတန်ထွက်ပေါ်လာပြီးဟုတ်ခနဲ့ငင်းကျသွားတော့တယ်ကြည့်နေတဲ့သူတို့မှလမ်းဖြတ်ပြီးအသက်တောင်မရှူရဲကြတော့လောက်အောင်ပဲငေးရီပြီးကြည့်နေမိကြတယ်။အင်းဟင်းမင်းကလေးစီကခက်ရှိတက်ပြင်းချတယ်လှုပ်လာပြီးအများစီကအံ့ဩတကြီးတန်တွေဒေါ်စိန်တင်ကတော့လက်ကိုရုပ်ပြီးခန္ဓာကိုယ်ကိုရိမ့်ထိုးနေရင်ကဆုံးထီးကောင်တော့သူ့ဘဝသူတည်သွားပြီးဟဲ့သမီးတော်ကြီးငါကိုတော့ကိုရေစင်ဆက်ဆန်းဟိဒေါ်ဖြော့ကရေထည့်ထားတဲ့ခွက်ကိုကမ်းပေးဆက်တက်လိုက်တယ်ဒေါ်စိန်တင်ကရေခွက်ကိုပါဆက်နားလေးလိုက်နဖူးနဲ့ထိလိုက်လုပ်ပြီးနောက်ဒေါ်ဖြော့စီကိုပြန်ကမ်းပေးပြီးဝေဒနာတဲကိုအပစင်အောင်ရေစင်တော်ကြီးတိုက်လိုက်စမ်းဟဲ့ဒေါ်ဖြောနဲ့မိဘဖြစ်သူတို့ကဇက်လန်ပြီးခက်တာတာကြီးနေတဲ့မိန်းကလေးကိုရေတိုက်လိုက်ကြတယ်အင်းဟင်းရေစင်တောက်ပြီးတာနဲ့လူနာမိန်းကလေးကလူးလုံးဖြစ်ပြီးရုတ်တရက်ထိုးအန်ချတာအန်တမြထွက်ကြလာတာကလက်မလောက်ရှိမဲ့နီးဆွေသားတုံးတချို့ပြီးတော့ချွဲတွေကလည်းအန်ချထားတာကလည်းနစ်နေအောင်ပဲအပတော့စင်ပြီးဟေ့ဒေါ်စိန်တင်ရဲ့အောင်မြင်အော်တန်ကြီးအစုံမိန်းကလေးကမျက်လုံးဖွင့်ကြည့်လာတယ်ပြီးတော့သူ့ဘေးနားမှာဝိုင်းဝန်းကြည့်နေကြတဲ့လူတွေကိုတလက်ရောက်ရှိနေတဲ့ဒေါ်စိန်တင်ရဲ့အင်ကြီးကိုတလက်ကြည့်ရင်မျက်လုံးဝိုင်းသားနဲ့မတေကောင်းမပြောက်ကောင်းသမီးလေးရဲ့မိခင်ဖြစ်သူကတော့ဝမ်းသာအားရနဲ့ငိုပြောပြီးသမီးကိုလန့်ဖက်လိုက်တဲ့ဖခင်ဖြစ်သူကလည်းမငိုပေမဲ့သမီးဖြစ်သူရဲ့လက်ကလေးကိုလန့်ကင်ထားလို့ကဲကငါကိုတော်လေးကြွမြန်းတော့မယ်ဒေါ်စိန်တင်ကပြောလာတာဒီတော့ဒေါ်ဖြော့ကပါနက်နဲ့ပဲကဲမိညိုတို့တင်အောင်တို့ကိုတော်လေးပြန်မကြွခင်ညီတို့သမီးကိုစေးကူတာပေးထားတာအတွက်ဆက်တစရာရှိတာဆက်တလိုက်အောင်ဟုတ်ကဲ့ပါဗျာကျုပ်တို့သမီးလေးတက်တာပျောက်ကင်းသွားတာတိတ်ကျေးဇူးတင်ပါတယ်ဒီအတွက်ကိုတော်လေးကိုငွေတသိန်းဆက်တပါတယ်ဦးတင်အောင်ရဲ့စကားဆုံးလူအုပ်ကြီးစီကအန်တော်ဖြစ်သွားကြတဲ့အတန်ကြီးကဝေါခနေပဲ
ဒီလိုဖြစ်တာအံ့ဩစရာတော့မရှိပါဘူးဘာလို့ဆိုအဲ့ဒီခေတ်ကာလအရာငွေတသိန်းဆိုတာနေတဲ့ပမာဏမှမဟုတ်တာဦးတင်အောင်တို့မိသားစုကချမ်းသာလုံးသူတွေမို့ဒီငွေပမာဏကိုတက်နိုင်တာဒါတောင်သူတို့အတွက်ဒီသမီးလေးတယောက်တည်းရှိတာဆိုတော့ကုသမှုအတွက်ဒီငွေပမာဏလောက်ပဲရင်းမိလို့အားနာနေမိသေးတဲ့ပုံပဲဦးတင်အောင်ကသူ့လွယ်အိတ်ထဲကငွေတစ်ထက်ကိုထုတ်ပြီးဒေါ်ဖြော့ကိုပေးတယ်ဒေါ်ဖြော့ကတစ်ဆင့်နှက်ပူးနေတဲ့ဒေါ်စိန်တင်ကိုဆက်တက်လိုက်တယ်ဒေါ်စိန်တင်ကငွေတွေကိုလှမ်းယူပြီးသူ့ဦးပေါင်းစီကိုထိုးထည့်လိုက်တော့တာပဲလူနာမင်းကလေးကတော့တက်တာသွားခဲ့ပါတယ်အဲ့ဒီနောက်တော့ကိစ္စဝိဆပြီးပြီဆိုတော့လူအုပ်ကြီးလည်းအလျိုလျိုပြန်ကုန်ကြပေါ့ဦးတင်အောင်တို့မိသားစုကတော့ဒေါ်စိန်တင်နဲ့စကားစမြည်နေငယ်ထပ်ပြောပြီးနောက်တီးတန်ငွေ9000ထက်မှကြော့ပြီးပြန်သွားခဲ့ကြတယ်ခြံထဲကနေဦးတင်အောင်တို့လက်ရင်လေးထွက်ခွာသွားချိန်မှာတော့ဒေါ်စိန်တင်ကကြည်ကြည်နက်နက်ကြီးပြုံးလို့ပတင်းပေါက်ကနေလမ်းကြည့်လိုက်လေပြီးအမဖြော့ရည်အိမ်ထဲကကလေးမနဲ့ပတ်သက်တဲ့အစီမံတွေဖျက်လိုက်ပါတော့ကွယ်ဟုတ်ကဲ့စိန်စိန်ဒေါ်စိန်တင်လက်ထဲကငွေတွေကိုလောဘမျက်ဝန်းတွေနဲ့ကြည့်ပြီးသဘောတွေအကျကြီးကြနေတော့တယ်မစိန်အုံးဆောင်ရွာကကိုတာလာတို့ကတိတ်ချမ်းသာတယ်တဲ့ရွာစင်စည်းလက်ရောင်းတဲ့ဟင်းရက်တယ်တွေလို့ဒေါ်သေးတင်ကပြောတာဒီစကားကြောင့်ဒေါ်စိန်တင်တယောက်ကြည်ကြည်နက်နက်ကြီးပြုံးလိုက်တယ်ပြီးတော့ငွေတချို့ကိုထုတ်ပေးပြီးကဲဒေါ်သေးတင်ထုံးစံအတိုင်းပဲသူတို့စီကအခရာကြတဲ့တယောက်ရဲ့တက်တက်ပါမဲ့ကိုသုံးပစ္စည်းလေးဒေါ်သေးတင်ကငွေကိုအလင်းမြန်ယူပြီးသူ့အတွင်းအင်ဂျီအိတ်ထောင်ထဲကိုထည့်လိုက်တဲ့စိတ်ချမစိန်သူတို့ရဲ့မြေပေါက်စာလေးကအဲ့ဒီအိမ်မှာအခရာပဲအင်းမဒါဖြင့်လေသူ့ကိုပေါ်ပြီးရင်တော့ဒီကိုလာလန်းကင်းပေးဖို့လည်းမမင်းနဲ့နော်အိုးစိတ်ချစမ်းပါတော့မစိန်ကကျုပ်ရဲ့ကျေးဇူးရှင်ပဲဟာဒါကြောင့်မစိန်ကိုကျုပ်လုပ်ပေးလာတာလည်းမနေဘူးလေအင်းမတော့ဒီတစ်ချိန်မျိုးမျိုးမြဲမြဲရလို့ရှိရင်တော့ကျုပ်မသေးတင်ကိုထိုက်ထိုက်တန်တန်ပေးပါမယ်ကျေးဇူးပါတော့ကျေးဇူးပါကဲဒါဖြင့်ကျုပ်သွားလိုက်အောင်မယ်မစိန်ရင်ဒေါ်သေးတင်ဈေးတောင်းကိုပြန်ရက်ပြီးဒေါ်စိန်တင်ခြံဝိုင်းထဲကထွက်သွားတယ်စိန်စိန်အော်မဖြော့စိန်ကိုဘာပြောမလို့လဲဒေါ်ဖြော့ကမျက်နှာမตาမရနဲ့မမစိတ်ထဲနေရတာတမျိုးပဲဟိုစိန်စိန်ကိုဒီလိုမျိုးကြီးမလုပ်စေချင်တော့ဘူးဟင်းဘာလို့လဲမဖြော့ရဲ့ဒေါ်ဖြော့ကတပြင်းကိုချလိုက်ပြီးနက်နဲ့ငကားမလက်ပြားနဲ့ဆိုတဲ့စကားအခုလိုလုပ်နေတာကလူတွေကိုလက်ပြားယုံတင်မကဘူးနဲ့တွေကိုပါခုတုံးလုံးလက်ပြားသလိုဖြစ်နေပြီးကြာရင်မကောင်းဒေါ်ဖြော့ရဲ့စကားကတဝက်တစ်ပြက်တာရှိသေးဒေါ်စိန်တင်ကဒေါသတကြီးနဲ့အိုးတော်ဆန်းမှမဖြော့ရဲ့ဒီမဲစိန်ရဲ့ပညာစင်တန်းနဲ့ဘယ်နဲ့ဘယ်နှကားကိုမှမမှုဘူးထက်ပြောမယ်ဒီအိမ်ရဲ့စီးပွားကိုစိန်ကဦးစီးနေတာအခုဒီလိုမျိုးလှုပ်ရှားနေတာလဲအချိန်ပေါင်းမနေတော့ဘူးစိတ်အနေနဲ့သူများပညာသည်တွေလိုလူရောသူရောမတိုးရဲနဲ့ဆုပ်ဆုပ်ပဲပဲလဲမနေနိုင်ဘူးအခုစိတ်ဒီလိုလုပ်တဲ့စိတ်ကိုလူတွေကိုကိုယ်ွယ်လာတယ်အဟင်းမဖြော့ကမိခိုသူပဲစိန်ပေးတာယူကြွေးတာစားစိတ်ကိုကူညီတာပဲကျန်တာဘာမှဝင်မပြောနဲ့နောက်တစ်ခါပြောလာခဲ့ရင်စိတ်ကိုစိုးမစိုးနဲ့ဒေါ်စိန်တင်ဒေါသတကြီးနဲ့ခြေကိုစောင့်ပြီးအိမ်ပေါ်တက်သွားတယ်ဒေါ်ဖြော့ကတော့တက်ပြင်ကိုအတာချရင်ဒေါ်စိန်တင်နောက်ကျောကိုမချိတင်ခဲ့ကြည့်လို့တာပဲမဖြော့မိဖို့ခန်းထဲကကြက်သွေးတွေယူပေးပါအောင်ဒေါ်စိန်တင်တယောက်အခန်းထဲမှာအလုံများနေတယ်သူခုစီရင်နေတာကအုံးဆောင်ရွာကဥတာလာမြေးလေးရဲ့စပင်လက်သေးနဲ့အခြားဝတ်စားတို့ထွားများနဲ့တက်တက်ဝင်ပစ္စည်းတချို့မကြဘူးဒေါ်ဖြော့ကကြက်သွေးတွေယူလာပြီးတော့ဒေါ်စိန်တင်ကအဲ့ဒီသွေးတွေထဲကိုစနွေးမုံလိုရာတချို့ဖြူချတယ်ပြီးတော့စီရင်ထားပြီးဖြစ်တဲ့ကလေးငယ်ရဲ့ပစ္စည်းတွေပေါ်ကိုပတ်ဖြန်းလိုက်တယ်ပြီးတော့ဒေါ်စိန်တင်ကအယိုးကောင်းကြီးတစ်ခုကိုယူပြီးအယိုးနဲ့ပြုတ်လုထားတဲ့အချောင်းကလေးနဲ့တတောက်တောက်ခောက်ပြီးဒေါ်စိန်တင်ပစက်ကနေတွတ်တွတ်ရွတ်တော့တာဒေါ်ဖြော့ကတော့ဒေါ်စိန်တင်လုံးသမျှကိုစိတ်မသက်သာစွာနဲ့ကြည်နေရင်ပေါ့သူကမတက်တာလို့သာမန်လျော့ထားရခဲ့တဲ့အခြေအနေရဲ့မျက်သက်ခေါင်ရဲ့အချိန်အဖိုးရီလောက်ပါအောင်တရေကြီးအခြေရဆုံးမြင်းငယ်လေးရဲ့အထိတ်တလန့်အော်တန်ကြောင့်ဦးတာလာတို့မိသားစုပြာရခက်ကုန်ကြတယ်ကလေးငယ်ကတော့အော်တန်ကိုပြုတ်ပြီးတာနဲ့ခွေခနဲတတိလေးလို့မြေးလေးကလေးငယ်စီကတကီကြီးညညူတန်တဲ့မသိရင်အကောင်တကောင်မန်ဖီနေတယ်လို့ပဲလောက်ကြပါဦးပြည့်ရည်လေးပါလေးအမြန်ယူကြပါပြည့်ရည်ကိုအမြန်ယူကြပြီးကလေးငယ်ကိုတိုက်ကျွေးတက်ချပေမဲ့တတိတောင်လည်းမလာခဲ့ဘူးဦးတာလာရဲ့နှလုံးသေးပုတ်မြေးပေမို့အဖြစ်အပျက်ကြောင့်ယူခါသွားမတက်ဆေးဆရာကြီးဦးတုခကိုတွားခေါ်ချေဦးတုခဆိုတာသူတို့ရွာကအထင်ကဲဆေးဆရာကြီးရဲ့အိမ်ရဲ့အလုပ်သမားတို့ကချက်ချင်းပဲတွားခေါ်ပေးကြတယ်ဆေးဆရာကြီးရောက်လာချိန်ကျကလေးငယ်ကိုစမ်းတက်ပြီးလက္ခဏာကတဲချေပြက်တာနဲ့ခက်ဆင်ဆင်ပဲဒါပေမဲ့ကျမတန်ဆွမ်းတဲ့ကလေးတစ်ယောက်အတွက်ဒီရွယ်မှာဒီယောဂမျိုးဖြစ်နိုင်ဖို့ကမလွယ်ကူဘူးအဓိကကြုတ်ထင်ပြောရရင်တော့လူပြူစားတာပဲဖြစ်မယ်ဗျာလူပြူစားတာအဲ့ဒါဆိုရင်တော့ဒုက္ခပါပဲဆရာရဲ့စွမ်းမယ်ဆိုရင်လုံနိုင်တာလုပ်ပေးပါဘလောက်ကုန်ကုန်ကြုံမြေးလေးအတွက်ကြုံရင်းပါမယ်ဆေးဆရာကြီးကခေါင်းကိုခါရမ်းလိုက်တယ်ဦးတာလာရဲ့ကျုပ်နေနဲ့တက်နိုင်ရင်တော့ကုသပေးတာကြပေါ့ဒါပေမဲ့ခက်တာကကျုပ်ကဘိန်းတော့ဆရာကြီးတန်ပြပလောကကြတော့ကျုပ်မစွမ်းတာဘူးဗျာဒါဖြင့်ခက်ပြီပေါ့ဆရာရဲ့ဒီနေမှာကအဲ့ဒီလိုဆရာမျိုးကလည်းရှားတော့ဖះကြုံမြေးလေးတော့ရေတိမ်နစ်ပြီထင်တယ်ဦးတာလာရဲ့ရေရွတ်တန်ကမချိတင်ခဲ့ဖြစ်လို့ဆေးဆရာကြီးကတော့ခေါင်းငုတ်တာတွင်ရမ်းလို့နေတဲ့ကြံသူတို့မှလည်းစိတ်မတက်မတာနဲ့ပါပဲဦးတာလာတို့မိသားစုလက်ကောက်နေကြတယ်
မနက်ကတောင်းတန်ရွာကဈေးတဲ့ဒေါ်သေးတင်ကသူတို့ရွာကနက်ကြော်ကတယောဂတွေဆုံးတွေကုသနိုင်တယ်ဆိုတာပြောတယ်ဒီအတွက်ကြောင့်တရင်ကြားချင်းပဲမြေဖြစ်သူကိုတွားရောက်ကုသဖို့ဥတာလာအားချင်းကိုစီစဉ်တော့တာအေးတုံရဲ့ပစ္စည်းတွေကိုမြ мян ထဲဟာဟိုရောက်ရင်ကြော်ပွဲတွေပါတွေလိုရင်လဲအစင်တင်းဖြစ်အောင်အုံဒီငှက်ပျော်သီးတွေပါယူခဲ့အောင်ဥတာလာကအားလုံးကိုပြောလို့နေတာတွားမဲ့လဲကနှစ်စီးတစ်စီးကမြေလူနာရဲ့သူရဲ့နောက်တစ်စီးကတော့လိုနိုင်မဲ့ပစ္စည်းရတချို့နဲ့မိသားစုဝင်တို့ကဲလူစုံရင်ထွက်ကြမြေဖြစ်သူကအသက်ပမာရင်းနှင်းသီးချဆိုတော့ဥတာလာတကယ်ကိုပြာရခတ်နေတာရဲ့လဲတွေစာထွက်တဲ့အချိန်မှာတော့ခြံရှိစီကိုလူကြီးတစ်ယောက်နဲ့အသက်12နှစ်အရွယ်အမွာကလေး2ယောက်ရုံးစားကြီးရောက်လာခဲ့တယ်အင်းမစီမဆိုင်ဝိသမလောဘအတွက်ကလေးငယ်လေးကိုတောင်ပြူစားနေပါပေါ့လားလူကြီးစီကစကားတန်လူကြီးရဲ့စကားသွားလာကိုဥတာလာကရေးစားမိတာမို့လဲတွေကိုချက်ချင်းရက်ခိုင်းပြီးလဲပေါ်ကဆင်းလို့ဒီကနောင်ကြီးကဘက်ကလာလို့ဘကိုသွားမှလဲဟိုကျုပ်ရဲ့မြေးလေးဖြစ်နေတာကိုရောဘလို့များတစ်ဖက်ကလူကြီးကလက်ကပြလာပြီးတီတီကြီးနဲ့ပဲကျုပ်တို့ကခီးသွားဧည့်သည်တွေပဲဆိုပါတော့အခုဒီရွာကအဖြတ်မကောင်းတဲ့အမွေးသက်တချို့ကိုခန်းစားမိတာမို့လိုက်လာရင်ဒီကိုရောက်လာရတာလူကြီးရဲ့အဖေကြောင့်ဥတာလာတိတ်ကိုဝမ်းသာသွားရတယ်ဟာဆရာတွေပဲတိုက်ဆိုင်ပြကျုပ်တို့မိသားစုကိုတော့ဖျားမတာပဲဟိုကျုပ်မီးလေးကိုကယ်ပေးပါဆရာကျုပ်မီးလေးကကျုပ်ရဲ့အသက်မို့ပါရပါတယ်ခုနှစ်ရက်သားသမီးအတွက်ကဲတင်းလို့အကြောင်းဖန်လာတာပဲကျုပ်တို့ဒီကလေးကိုကုသပေးပါမယ်ဝမ်းသာလိုက်တာဆရာရဲ့အိမ်ပေါ်ကိုကြပါဆရာရပါတယ်ဗျာကျုပ်တို့အိမ်ပေါ်ကိုမတက်တော့ဘူးတငယ်ကိုတော့အပစင်အောင်ဒီနေရာမှာပဲကုသပေးလိုက်ပါမယ်လူကြီးကပြောဆိုပဲလဲပေါ်ကပြောခွေနေတဲ့ကလေးငယ်စီကိုလမ်းသွားပြီးငယ်ထိတ်စီကိုသူ့ညာလက်နဲ့အုပ်ကင်လိုက်တယ်ပြီးတော့ပစက်ကနေကာထာတစ်မျိုးကိုအချိန်တော်ကြာရွတ်နေတော့တာလူကြီးနဲ့ပါလာတဲ့ကလေး2ယောက်ကတော့အများနဲ့တူပဲလူကြီးပြုတ်လုံနေတာကိုစိတ်ဝင်စားကြည့်တယ်အင်းဟင်းကလေးငယ်စီကညညူတန်တဲ့အတူလူကြီးအုပ်ကင်ထားတဲ့ငယ်ထိတ်စီကတာမန်မျက်စိနဲ့မမြင်နိုင်တဲ့အမေးရောင်ခိုးငွေတွေထွက်လာတယ်ဒါကိုလူကြီးနဲ့အတူလိုက်လာတဲ့ကလေး2ယောက်ကလွယ်ပြီးအခြားသူတွေမမြင်နိုင်ခဲ့ဘူးအချိန်ခဏကြာတော့အခိုးငွေတွေထက်ထွက်မလာတော့ဘူးဒီတော့မှလူကြီးကသူ့လက်ကိုပြန်ရုပ်ပြီးကလေးကိုရေမိုးချိုးပေးလိုက်တာအောင်ကြရင်ပုံမှန်အတိုင်းပြန်ကောင်းသွားပါလိမ့်မယ်ကျေးဇူးကြီးလာပါတယ်ဆရာရဲ့ရပါတယ်ဗျာပေါ်ကပြောခဲ့တယ်လို့ပဲကဲတင်းလို့အကြောင်းဖန်လာတာပါကျုပ်တို့ကိုတွားခွင့်ပြုပါဦးလူကြီးကပြောဆိုနှုတ်ဆက်တော့ဥတာလလွန်အံ့အားသင့်သွားရပြီဆရာခဏနေပါဦးကျုပ်ကျေးဇူးတင်လုံးလို့ဆရာအတွက်ငွေကြေးတချို့ကျုပ်ကတော့ခြင်းလို့လူကြီးကဒီကြီးစွာနဲ့ပဲပြုံးလိုက်ပြီးကျုပ်တို့အတွက်ငွေကြေးအဖိုးခတွေမလိုပါဘူးတကယ်လို့ဒီကနောင်ကြီးအလိုရှိတယ်ဆိုရင်တော့ကျုပ်တို့ကိုကားတော့မယ်ဆိုတဲ့ငွေကြေးကိုရွာဦးစီတီကစောင်းနှမ်းမိုးတွေပြက်လူပြက်ခင်ဖြစ်နေတာအတွက်လူတန်းလိုက်ပါခွင့်ပြုပါဦးဥတာလိုက်ရင်လည်းပီတိဟုံကြောင့်ချက်တီမွေးညင်းတောင်ထွက်သွားရတယ်လူကြီးနဲ့ကလေး2ယောက်ကတော့သူတို့ကိုကြောကိုင်းထွက်ခွာသွားခဲ့ဟိုဆရာနာမီလေးများကျုံနာမီတိတ်တိလို့ခေါ်ပါတယ်နောင်ကြီးတာလာရေဟင်းဦးတိတ်တိဆိုတဲ့ပုဂ္ဂိုလ်ကသူ့နာမီကိုမပြောရဲသိနေလေတော့ဥတာလာတယောက်ဆက်ဟောင်းသားနဲ့ကြံရိတ်ခဲ့ရတော့အားဒေါ်စိန်တင်တယောက်အစီမံပြုထားရစီမှာမျက်လုံးစုံမိတ်လို့ထိုင်ရင်းရှိနေတယ်အဲ့ဒီအခိုက်ဝုန်းခနဲ့အစီမံပြုထားတဲ့ပစ္စည်းတွေစီကမိတောက်တစ်ခုထွက်ပေါ်လောင်မြိုက်လာတယ်ဟင်းတောက်ဒေါ်စိန်တင်စီကဒေါ်တကြီးတောက်ခောက်တန်မြဝန်းတွေကဒေါသရိတ်အမွေတွေအရှင်တကြီးထွက်နေတယ်ငါ့ကိုများဆန်းကျင်နေပေါ့တောက်တွေ့ကြသေးတာပေါ့ဆရာစုပ်ရဲ့ဒေါ်စိန်တင်ရေရွတ်ပြီးလက်နှစ်ဖက်ကိုခေါင်းထက်စီမှာရှက်ဖြာလိုက်တယ်နောက်အောက်စီကပေါင်နှစ်ဖက်စီကိုမှောက်လျက်အနေထားနဲ့ချလိုက်တယ်အဲ့ဒီနောက်မှာတော့သူ့ပါဆက်ကတွတ်ရွရင်မြဝန်းစုံကိုမိတ်လိုက်တဲ့အခါခန္ဓာကိုယ်တစ်ခုလုံးကရုတ်တရက်ကြောက်ရွံ့ကြီးလိုတောင်းကြီးဖြစ်သွားတော့တာရဲ့ဘဖအခုကဟိုကလေးလေးကိုကပညာသည်ပြုစားထားတာမလားဒုံးငယ်ရဲ့အမေဦးတိတ်တီကခေါင်းကိုညှိလို့အင်းဟုတ်တယ်လူလေးရဲ့ပြောရရင်တော့ဝိသမလောဘတက်ပြီးသူကိုယ်တိုင်ပြုစားသူကိုယ်တိုင်ပြန်ကူပေးနဲ့လှုပ်ရှားတဲ့သဘောပဲဒါကြောင့်တငယ်ရဲ့အသက်တက်ပါဝင်တဲ့ပစ္စည်းတချို့နဲ့စီရင်ပြီးလက်ပြာကိုကျုံနှောင်ထားတဲ့သူ့စီရင်ကိုဘဘကခက်လွယ်နဲ့ဖျက်လို့ရခဲ့တာပေါ့။အော်ဒုံးငယ်ကအန်တအော်ရည်ရွတ်တဲ့ဒိုးကြီးကဒါနဲ့ဘာသူပညာအဆင့်ကဘယ်စင်လဲတိတ်ကြောက်ဖို့ကောင်းလား။ဦးသိတီကခက်တာပြုံးလိုက်ပြီးပြောရရင်တော့သူ့အဆင့်ကခြေဆုံးခေါင်းဆုံးကိုယ်ဆုံးမောက်လုံးမောက်ပြားအင်တလိန်ဆုံးကိုဝေမြောက်ဆုံးစတဲ့ခုနှစ်နယ်ဝင်ဆုံးတွေတဲကအင်တလိန်ဆုံးစင်ပဲကဲပါဘဘကအရှိကတော့အုံမှာအဲ့ဒီပညာဒီနဲ့စုံဖို့ခေါ်ထားတယ်မကြခင်သူရောက်လာလိမ့်မယ်အဲ့ဒီခါကျရင်လူလေးတို့သူ့ကိုတေချာအကဲခတ်ပြီးစောင့်ကြည့်ပေါ့ဟုတ်ကဲ့ဖိုးမကြဘူးသူတို့3ယောက်တောအုပ်စီကိုရောက်လာခဲ့တယ်ရောက်ချင်းပဲသူတို့နားထဲမှာတဝီဝီနဲ့ပရုံးတွေပြန်လာသလိုအတန်တွေကြားရပြီးသူဆက်တွေလွတ်နေပြီးလူလေးတို့ဖိုးနောက်မှာကွယ်နေကြဦးသိတီကပြောဆိုပဲမတက်ရက်လက်အုပ်ချီလို့ဆက်ကမနန်ရွတ်ပြီးလာသမျှဆက်တွေကိုပယ်ထုတ်လိုက်တယ်ဦးသိတီရဲ့ပယ်ထုတ်မှုကြောင့်ဝင်ရောက်လာသမျှပညာဆက်တွေကဘေးနားကတစ်ပင်တွေစီကိုပြေးမှန်တော့တာတဝုံတဖြောင်းနဲ့ပတ်ဝန်းကျင်တစ်ခုလုံးတွတ်ခါနေရဲ့ဦးသိတီဆက်တွေကိုပယ်နေတော့မှပဲမင်းမတယောက်ရဲ့ခြောက်ချဖွယ်ရာရေမောတန်ကြီးကထွက်လာပြန်တော့တာနင်ပါကြောင့်ဒီလိုလုပ်တာလေဦးသိတီကပြောတဲ့အချိန်ရေတန်ကြီးကရက်တန့်သွားတယ်ပြီးတော့
အကွဲလိုင်းထနေတဲ့အတန်ကြီးနဲ့လူတွေငါ့ကိုကိုးကွယ်စေခြင်းလို့ငါလုပ်တယ်ငါစီးပွားရေးကိုငါလုပ်တယ်ဒါကိုနင်ကမစီမဆိုင်ဝင်ရှုပ်တယ်နင်ကိုငါတေးတတ်မယ်မဟုတ်သေးဘူးစိန်တင်နင်တို့ပညာရက်ကောငါတို့ရဲ့ပညာရက်ကောကလူသားတွေအတွက်ကောင်းကျိုးဆောင်ဖို့အစပြိုးခဲ့တဲ့ຢာပါဝိသမလောဘကြောင့်မတော်တရောဆိုးသွမ်းမှုစီရောက်ခဲ့တာဒါကြောင့်အမှန်ကိုမြင်ပြီးနင်ရဲ့လုပ်ရက်တွေကိုရပ်တန့်လိုက်ပါစိန်တင်အိုးမရက်တန့်နိုင်ဘူးနင်ကဘာကောင်းမို့လို့ငါကိုအာနာလာပြနေရတာလေနင်သာမတေးခြင်းဘူးဆိုပေးရှောင်ထွက်သွားလိုက်ကောင်းပါပြီနင်ဘက်ကခေါင်းမနေတာမို့ငါဘက်ကလှုပ်เสียရှိတာကိုလုပ်ရပါတော့မယ်ဦးသိတိကပြောဆိုနဲ့ပဲလက်တစ်ဖက်နဲ့ဆက်တွေကိုပယ်ရင်ကြံတစ်ဖက်ကသူ့လွယ်အိတ်စီကဆေးလုံးလေးတစ်လုံးကိုထုတ်ပြီးဆက်တွေရဲ့လားရစီကိုပြစ်လွတ်လိုက်တယ်ဝီဟီဟီဆေးလုံးပြေးထွက်သွားတာနဲ့ကြောက်မက်ဖွယ်တော်လဲတန်ကြီးကထွက်ပေါ်လာတာချက်ချင်းဆိုသလိုပဲဆက်တွေထွက်လာရဘက်စီကဝုန်းခနဲ့တန်နဲ့အတူအမဲရောင်ဝစ်စားနဲ့မိမကြီးတယောက်မချီမဆန့်အောင်ရင်ပြုတ်ကျလာတယ်မိမကြီးကမြေပေါ်ကနေထပ်ဖို့ကြိုးစားသေးတယ်ဒါပေမဲ့ရုတ်တရက်ဆက်ကနေသွေးတွေပွက်ခနဲ့အန်ကျလာပြီးမျက်ဖြူလန်လို့ပျော့ခွေငိမ့်သက်သွားတော့တယ်အင်းတော်တော်ကောင်းပါတာပဲတည့်ရဲ့အထီတောင်နောင်တရမသွားရှာဘူးဦးသိတိကခက်ကြီးကြီးရေရွတ်တယ်ဒိုးညီနောင်တို့ကလဲကျနေတဲ့မိမကြီးစီကိုလှမ်းကြည့်မိကြတယ်သွေးလိန်လိန်ရုပ်ပြက်စင်ပြက်နဲ့တကယ်ကိုစိတ်မကောင်းစရာကဲလူလေးတို့ကိစ္စတော့ပြီးပြီဒီကနေသွားကြစို့ဟုတ်ကဲ့ဖိုးဖိုးဒါနဲ့သူကိုရောဒီအတိုင်းထားခဲ့မှာလားအင်းခဏနေသူ့ကိုငရဲမီတောက်တစ်ခုကဝါမျိုးသွားလိုက်မယ်ဖိုးဖိုးတို့ဘာမှလုပ်เสียမလို့ဘူးဒိုးညီနောင်တို့လည်းဘာမှဆက်မမေးကြတော့ဘူးသုံးဦးသားတော်အုပ်စီကနေမြောက်ရက်ကိုဥတီလို့ဆက်လက်ထွက်ခွာခဲ့ကြတယ်အဲ့ဒီအချိန်တောင်းတန်ရွာစီမှာတော့မီးပြို့မီးနက်ကြော်တော်စိန်တင်ရဲ့အင်ကြီးမီးလောင်နေတယ်ပြို့တရွာလုံးပြားပန်းခတ်ပြီးရေပုံးကိုစီနဲ့ဒေါ်စိန်တင်ရဲ့ဝိုင်းထဲကိုပြေးလာကြတယ်အင်ကြီးစီမှာတော့မီးတောက်ကအတော်ကြီးပြီးတချမ်းတီတီကိုဝါမျိုးထားခဲ့ပြီးရွာကလူအင်အားနဲ့ဝိုင်းပြီးမီးငိမ့်သက်ပေမဲ့ဘလို့မှမငိမ့်နိုင်ခဲ့ကြဘူးနောက်ဆုံးတော့အင်ကြီးတစ်လုံးလုံးမီးတောက်ကြီးတွေရဲ့အောက်မှာအလဲလဲအပြိုပြိုနဲ့အဆုံးသက်သွားခဲ့တယ်ဒေါ်ဖြော့ကိုတော့မီးလောင်နေတဲ့ကြားစီကကဲတင်နိုင်ခဲ့ရင်မဲ့အသက်ကမျော့ရယ်ပဲရှိတော့အားဒေါ်စိန်တင်ကတော့မီးထဲပဲပါသွားတာလားဘာလားဘယ်သူမှမသိခဲ့ကြဘူးဒေါ်ဖြော့ကတေခါနီးအဖြစ်အပျက်တွေကိုဝန်ခံလိုက်တဲ့အခါမှာတော့ရွာသူရွာသားတို့တောက်တစ်ခေါက်ခေါက်နဲ့နောက်များမှာတော့ဇီရောရွာကအဖြစ်အပျက်ကိုကြားမိကြပြီးကလေးနှစ်ယောက်နဲ့အတူရောက်လာတဲ့ဆရာနဲ့ဒေါ်စိန်တင်တို့ရဲ့အဖြစ်အပျက်ကိုဆက်မိကြတော့တယ်ဒီအချိန်မှာဒိုးညီနောင်နဲ့ဦးသိတိတို့ကတော့မြန်မာပြည်ရဲ့မြောက်ရက်စီကိုဦးတည်ရှောက်လန်းကြရင်ရေငန်ကုန်းဆိုတဲ့နောက်ထပ်ရွာတရွာစီကိုရောက်ချိန်ရွာပြင်ကကျောင်းပြက်ကြီးစီမှာမကျွတ်မလွတ်နိုင်သေးတဲ့ဘုံကြီးတစ်စီကိုခြေချွတ်ကြဖို့အကြောင်းဖန်လာခဲ့ပြန်ပါတော့တယ်ဒီအကြောင်းကိုတော့ဘုံကြီးတစ်စီဆိုတဲ့ဇလန်းလေးမှာဆက်လက်ဆောင်မြော်ပေးကြပါအောင်ဗျာ